ဆရာမကြီးရှိရဲ့对တော့ဘာဆူလိုက်တဲ့တော့ဆူလိုက် ဘာလို့ဆူလိုက်တောက်ဆူလိုက်နဲ့ ခဏခဏဆူလုံးပါပဲ ဆူဆရာရှိလို့ဆူတာ哦ဘာပဲဆူလိုက်တော့သူများတားတယ် ဘာသူများသားလား မမတားတယ် ချရှာကဘာလို့သားဆိုရင် မမတားတယ်မတားရဲ့ ချရှာကမမသားဘာဘာလို့သားတော့ သူများတား အေးအဲ့ဆိုရင်ဘာလို့ဆူရမှာ ဘာပဲဆူလိုက်တော့ ဥပဒေဆိုင်သူများသားကိုပဲဆူရမှာပေါ့ ဟုတ်တယ် အမေမွေးထားတဲ့ဒီသားကိုမဆူရဘူးပေါ့ ဆူတော့နော် လေဆူစရာလုံတော့ဆူရမှာပဲသူများသားနေနေငါသားနေနေ no